ရှေ့တစ်ခါမှာတော့ငါ shortcut key အကြောင်းကိုပြောထားတာဆိုတော့ဒီနေ့မှာလည်းနောက်ထပ်အသုံးဝင်တဲ့ shortcut key 5 မျိုးအကြောင်းကိုထပ်ပြောပြပေးသွားပါမယ်ဒီ shortcut key တွေကိုသာတည်ထားမယ်ဆိုလို့ရှိရင်တော့အလုပ်လုပ်တဲ့အခါတကယ့်ကိုမြန်ဆန်နေမှာသိကြပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့စာကြောင်းတွေအများကြီးထဲမှာကိုလိုချင်တဲ့စာလုံးကိုတကူတကလိုက်ရှာနေတော့လား Control F ကိုနှိပ်ပြီးတော့ရင်ကိုရှာချင်တဲ့စာလုံးကိုရိုက်ထည့်လိုက်တာနဲ့အဲ့ဒီစာကချက်ချင်း highlight အနေနဲ့ပေါ်လာမှာပါနံပါတ်2ချက်အနေနဲ့ကတော့ကိုရှာထားတဲ့ history တွေကြံမနေစေချင်ခဲ့ဘူးဆိုလို့ရှိရင် setting ထဲမှာသွားရှာမနေပါနဲ့ Control Shift N ကိုသွားနှိပ်လိုက်အဲ့ဆိုလို့ရှိရင်တော့ private window အသစ်ချက်ချင်းပေါ်လာမှာဖြစ်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ကိုထားလိုက်တဲ့ file တွေဘယ်တော့မှရောက်သွားမှမသိဘူးဆိုရင်အထိတ်တလန့်မဖြစ်ပါနဲ့ Control J ကိုသာနှိပ်လိုက်အဲ့ဆိုလို့ရှိရင်ကို download တဲ့ file တွေကတစုတစည်းနဲ့ချက်ချင်းပေါ်လာမှာဖြစ်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ဖတ်လို့ကောင်းတဲ့ website တွေဒါမှမဟုတ်ကိုအမြဲဝင်ကြည့်မဲ့ page တွေဆိုလို့ရှိရင်နောက်တစ်ခါဝင်ကြည့်တဲ့အခါတိုင်းမှာပြန်ရှာတာမျိုးမလုပ်ပါနဲ့ Control T နှိပ်လိုက်တာနဲ့ document မှတ်ပြီးသားဖြစ်သွားပါလိမ့်မယ်နောက်ဆုံးချက်အနေနဲ့ကတော့tab တွေအများကြီးဖွင့်ထားတဲ့အချိန်မှာကိုသွားချင်တဲ့ tab ကိုရောက်ဖို့အတွက်မောင်းနဲ့ရွှေ့ပြီးတော့မှနှိပ်နေပါနဲ့ဥပမာကိုကဘယ်နှခုမြောက် tab ကိုသွားချင်လဲ3ခုမြောက်ဆိုလို့ရှိရင် Control နဲ့3ကိုနှိပ်လိုက်ပါအဲ့ဆိုလို့ရှိရင်တော့အဲ့ဒီ tab စီကိုချက်ချင်းရောက်သွားမှာဖြစ်ပါတယ်မပုတ်သမားတွေအတွက်ကလည်း Control နေရာမှာ command ကိုပြောင်းပြီးတော့မှသုံးလို့ရပါတယ်ပြပြပေးခဲ့တဲ့ shortcut key တွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာအကျိုးရှိစွာအခုပဲသုံးချကြည့်လိုက်ပါအခုလိုနည်းပညာအကြောင်းတွေကိုအမြဲတက်ဆက်ပေးနေတာဖြစ်လို့ဒီလို user guide ပိုင်း unit ရဲ့ Facebook TikTok နဲ့ YouTube channel တွေကို like and follow subscribe လေးလုပ်သွားပေးပါဦးနော်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုလည်း share သွားပေးဖို့မမေ့ပါနဲ့ဦးနော်အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား